အပိုင်း685ကြောက်ရည်ရဲ့တီနေရဒီအင်းဆက်တွေကသူတို့ရဲ့အယောင်ပြောင်းလဲနိုင်စွမ်းရှိကြတယ်သူတို့ကတိမ်တုအသွင်ဖြစ်ပေါ်တဲ့အခါမှာအစစ်မှန်တိမ်တုနဲ့ခွဲလို့မရတော့လူတစ်ယောက်ကဒီတိမ်တုနဲ့အငူအစွင်ကြားကွာခြားမှုမျက်စိတက်တက်ဖြင့်ပြောနိုင်လိမ့်မယ်မဟုတ်ဘူးလူအများစုကပြဝေသွားပြီးတော့အဲ့ဒီအင်းဆက်တိမ်တုကသူတွေကိုခုံပြီးသားဖြစ်သွားလိမ့်မယ်ဒီအင်းဆက်တွေပေါ်လာတာနဲ့၎င်းတို့ကအုပ်စုခွဲပြီးတော့လူတော်ကိုတိုးဝင်လာကြတယ်ဒူချယ်ရဲ့အသွင်ကကြီးစွာပြောင်းလဲသွားတယ်သူ့မျက်နှာကအလွန်ဖြူရောနေတယ်သူကဒီအင်းဆက်တွေရဲ့စွမ်းအားကိုမျက်မြင်တွေ့ဘူးသားဖြစ်တယ်ဒီအခိုင်အတန့်မှာ तू ကတိုးလောင်အိတ်ထဲကနေပြီးတော့ရှင်းပြတော်သူ तू ကပေးထားတဲ့အသက်ကယ်ကြောက်စိမ်းပြားကိုထုတ်ယူလိုက်တယ်အဲ့ဒီကြောက်စိမ်းပြားက3ချိန်တာအသုံးပြုနိုင်တယ် तू ကတစ်ချိန်အသုံးပြုခဲ့ပြီးဖြစ်တယ်အခုချိန်မှာတော့2ချိန်သုံးဖို့ကြံသေးတယ်ဒီကြောက်စိမ်းပြားကတက်တက်ရောင်ပေးဆွဲကဒူချန်ကိုချက်ချင်းလွှမ်းခြုံပေးသွားတယ်အဲ့ဒီတက်တက်ပေါ်လာတာနဲ့အမျှအင်းဆက်တွေအားလုံးကပြန်ကျဲသွားရမယ်အစားအတူစုဖွဲ့သွားကြတယ်သူတို့ကဒူချန်ဘက်လည်းရှိရဲ့တက်တက်အလင်းကိုဝင်းရံလိုက်တယ်အဲ့ဒီနောက်မှာတက်တက်ထံမှာတကြွကြွအတန်များထွက်ပေါ်လာတော့တယ်ထိုအတန်ကဒူချန်ရဲ့ဥယျာဉ်ပြောင်းကိုထုံထိုင်းသွားစေခဲ့တယ်သူကချက်ချင်းလှမ်းအောင်လိုက်တယ်ငါ့ကိုကယ်ပါအကုန်မှုရုံငါ့ကိုကယ်ပေးပါမှုရုံကျူကအနှဲငယ်တုံဆိုင်သွားပြီးနောက်သူ့ညာလက်ဖြင့်ဂျိတ်စိတ်တစ်ခုကိုဖြစ်ပေါ်စေပြီးရှေ့ကိုဖိချလိုက်တယ်သူ့ခန္ဓာကိုယ်အတွင်းမှာကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာလှည့်ပတ်လာတယ်အဲ့ဒီနောက်မှာအနှဲရောင်အခိုးငွေနဲ့ပြုလုပ်ထားတဲ့လက်ဝါးရတစ်ခုထွက်ပေါ်လာတယ်သူ့လက်ကရှေ့သို့ဖိချလိုက်တယ်နဲ့ထိုအနှဲရောင်လက်ဝါးအင်းဆက်များဝင်းရံထားတဲ့ဒူဂျန်ထံသို့ဥတီသွားတယ်ထို့နောက်အဲ့ဒီလက်ဝါးရကအင်းဆက်များနဲ့ဒူဂျန်ကိုဖျက်ဆီးသွားရာကျဲလောင်သောအတန်တူဖြစ်ပေါ်လာတယ်ဒီလက်ဝါးရကအရာအလုံးကိုဖျက်ကျော်ပြီးဒူဂျန်နောက်မှာရှိတဲ့နိုင်ရန်ဘောကအဟသို့ကြာရောက်သွားတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကြောင့်မူးယိုကျိုးရဲ့အသွင်ကရုတ်တရက်နတ်မောင်လို့သွားတယ်သူကရုပ်ဆိုးသောဟန်ပြန်ပြီးအင်းဆက်များကိုစူးစိုက်ကြည့်လိုက်ကြော်ရီရွှေကတော့ထိုအင်းဆက်တွေကိုလေးနဲ့စွာကြည့်လိုက်တယ်ရှူဝေးရဲ့မျက်လုံးထဲမှာတွက်ချက်နေသည့်အရေးအယောင်ထွက်ပေါ်လာတယ်သို့တော့အဲ့ဒီအရေးအယောင်ကချက်ချင်းလိုပြန်ပြီးတော့ပျောက်သွားတယ်အကြောင်းကတော့ထိုအခိုက်တက်မှာဝမ်လေးအကြီးကသူမထံသို့ကြာရောက်လာသောကြောင့်ဖြစ်တယ်ဒီအရာများအားလုံးကအချိန်တိုမှာဖြစ်ပျက်သွားခြင်းဖြစ်တယ်ဝမ်လေးကထိုအင်းဆက်များမူးယုံကျိုးရဲ့မန်နန်ကိုလစ်လူရှူထားသည်ကိုမြင်တွေ့လိုက်ရတဲ့အခါမှာသူ့ရဲ့မျက်လုံးကြီးလက်ခနဲဖြစ်သွားတယ်မူးယုံကျိုးကရှေ့သို့ခြေတလန်တိုးလိုက်တယ်အဲ့ဒီနောက်မှာ तू ကချက်တိစိတ်များစွာကိုဖြစ်ပေါ်စေလိုက်တယ်သူကမန်နယ်များတစ်ခုအသုံးပြုကအဲ့ဒီအင်းဆက်ကိုအမျိုးမျိုးတိုက်ခိုက်လိုက်တယ်။တို့ရမှာဒီတိုက်ခိုက်မှုအားလုံးကအင်းဆက်များကိုဖျက်ကျော်သွားတယ်။တကြွကြွအတန်များကဆက်ပြီးတော့ထွက်ပေါ်နေတယ်။ဒူချန်ရဲ့ပက်လက်မှာရှိတဲ့တက်တက်အလင်းကလည်းမြဲဆန်းစွာနှိမ်ဖြော့လာတယ်။ဒူချန်ကမျောလင်းချက်အရေးအယောင်တစ်ခုတွေ့ရှိသွားတာသူ့စိတ်ကရုပ်ရည်ရှင်းလင်းလာတယ်။ तू ကဝမ်လင်းထံကိုလှမ်းကြည့်လိုက်တယ်။စိုးရင်တကြီးလှမ်းအောင်လိုက်တယ်။ဝမ်လင်းငါဆရာရဲ့လှုပ်ဝက်ချက်အချို့တီထားတယ်။မင်းငါ့ကိုကဲမယ်ဆိုရင်ငါအကုန်ပြောပြမယ်။ဝမ်လင်းကဒူချန်ကိုလုံးဝရှင်းယူထုလစ်လူရှူထားကအင်းဆက်များကိုကြည့်နေတယ်။ဒီအင်းဆက်တွေကအလွန်တရာထူးဆန်းနေတယ်ပထမမှာသူတို့ကလူကိုတိုက်ခိုက်ရင်ဖျက်ချက်ခဲ့တယ်သို့တော့သူတို့ကဒူချန်ထန်ကနေပြီးတော့တက်တဲ့အလင်းကိုမြင်တွေ့လိုက်တဲ့အခါမှာချက်ချင်းပြန်ပြီးတော့စုဝေးသွားကြတယ်ကြောက်ရီရှန်ကသူမရဲ့စပင်းကိုတက်ကပြောလာတယ်ဒီအင်းဆက်တွေကစီနီယာအကိုတူဝါမြုပ်ပြီးသွားရင်ငါတို့အလှည့်ရောက်လာလိမ့်မယ်ငါတို့ကအခုထွက်မသွားနိုင်ဘူးဆိုရင်နောက်ထပ်အခွင့်အရေးမရတော့မှစိုးရိမ်မိတယ်ဒီအခိုက်အတန့်မှာဒူချန်ရဲ့ပက်လက်မှာရှိတဲ့တက်တဲ့အလင်းရောင်ရုပ်ရည်ပျက်စီးသွားတယ်သူစိတ်ကတုံရင်သွားပြီးတော့ချက်ချင်းပင်အသက်ကရေဒနာကိုနောက်ဆုံးအချိန်အသုံးပြုလိုက်တယ်ကြောက်စိမ့်များကကွဲကြည်သွားတော့တယ်တို့ရမှာတကြွကြွမြည်တယ်များကဒူချန်နှလုံးသားကိုမြန်ဆန်စွာခုံပေါက်စီဒူချန်ကအန်တိုနီကျိတ်ကသူ့စိတ်နှလုံးသားထဲမှာရှိတဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တစ်ခုကိုပြောပြလိုက်တယ်ဝယ်လေးငါမင်းတို့ခဲရောင်ဝဲအုပ်စုရဲ့လှုပ်ဝက်ချက်အကြောင်းကိုသိထားတယ်ငါဆွေရန်ဆရာကိုဘာကြောင့်သစ္စာဖောက်ခဲ့တယ်ဆိုတာကိုလည်းသိထားတယ်မင်းကငါ့ကိုကယ်တင်ပေးရင်ငါမင်းကိုအကုန်ပြောပြမယ်ဝယ်လေးဆိုတာမပြောင်းလဲတော့ဘူး तू ကဒူချန်ဆန်တို့ကြည့်လိုက်တယ်သူ့ရဲ့ညာလက်ကိုဝိရဲလိုက်ရအလွန်မဲ့တောက်ပါတယ်ရွှေရောင်လင်းကသူ့လက်ထဲ၌ချက်ချင်းပေါ်ထွက်လာတယ်ဒီရွှေရောင်လင်းကလှိုင်ကူတွေကတင်ဂီတာ7ခုမှတစ်ခုဖြစ်လေတယ်ဒီရွှေရောင်ကနေတစင်းအလားထွင်းတောက်ပါနေတယ်ဒီမောင်မဲနေတဲ့ area ပဲလင်းချိန်လို့သွားတယ်ဒူချန်ပက်လက်ရှိအင်းဆက်တွေကတဝီဝီអော်ပြီးတော့ဝမ်လေးလက်ထဲရှိတဲ့ရွှေရောင်တင်ဂီတာထံသို့တိုးဝင်လာကြတယ်ဝမ်လေးရဲ့မျက်လုံးကလက်ခနဲဖြစ်သွားတယ်သူတွေးတင်ထားမှုကအမှန်ကန်နေတယ်ဒီအင်းဆက်တွေကအလင်းနဲ့ပတ်သက်ပြီးတော့လွန်စာတောင်းတလွန်းနေတယ်တီတီကြကြဆိုပါကရင်းတို့ကအလင်းကိုစားတောက်ချခြင်းနဲ့ဖြစ်တယ်ဝမ်လေးကနောက်ဆိုချိန်လိုက်များကစုပ်ကသူ့ရဲ့တိုးလောင်အိတ်ထဲမှာစုပ်တံကိုထုတ်ယူလိုက်တယ်။အဲဒီနောက်မှာတော့သူ့လက်ကိုတစ်ချက်ဝေယမ်းလိုက်ရများစွာသောရွှေရောင်တင်ဂီတာတွေထွက်ပေါ်လာတယ်။ဒီအင်းဆက်များကအုပ်စုများကွဲထွက်ပြီးတော့တင်ဂီတာတစ်ခုချင်းစီကိုဝင်းရံသွားပြီးတော့စတင်ဝါမျိုးကြတယ်။ဝမ်လေးရဲ့ညာလက်ကဆက်လက်လှုပ်ရှားနေတာတင်ဂီတာတွေကတစ်ခုဖြစ်ပေါ်လာတော့တယ်။တကယ်တော့ဒီအင်းဆက်တွေကအရန်များချင်းမရှိပဲယာကနန်းလောက်တာရှိတယ်။တို့ရမှာသူတို့ကလက်သေးအရွယ်နဲ့ပုံရိပ်ရောင်အသွင်ပြင်းတို့ပုံစံပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ထောင်ချီရှိနေပြီလို့ထင်မှတ်ရခြင်းတာဖြစ်တယ်ဒီအင်းဆက်တွေကတင်ဂီတာ10ခုကျော်ဝင်းရံကစတင်ဝါမျိုးကြတော့တယ်ဒီမြင်ဝဲကိုလူတိုင်းကတုံလို့ဆိုတာကြည့်နေကြတယ်အထူးသဖြင့်အမျိုးသမီး2ယောက်ပဲပထမဆုံးအကြိမ်ဖြစ်အမျိုးသမီး2ယောက်ကတူညီသောအသွင်ဖြစ်ပေါ်သွားကြတယ်ထို့အသွင်ကတော့တုံလုံးမှုပဲဖြစ်တယ်သူတို့2ယောက်ကဝမ်လင်းကိုတုံလုံးမှင်သက်စွာ
လိုက်ကြည့်မိနေတယ်နောက်ဆုံးမှာဝမ်လင်းကဒီအမျိုးသမီးနှစ်ယောက်ထံမှထူးဆန်းတဲ့ခံစားချက်ဘာကြောင့်ရတာကိုနားလည်သွားခဲ့ပြီဖြစ်တယ်တို့ရမှာ तू ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြိုက်တွဲရဲ့အချိန်မရှိသေးဘူး तू ကချက်ချင်းပဲရှေ့သို့တိုးလိုက်ကဒူဂျန်ဘေးနားသို့ရောက်သွားပြီးလက်ကိုဆက်ထုတ်လိုက်တယ်တကယ်တော့ဒူဂျန်ကရှေ့ပြဟောသူရဲ့တပည့်ဖြစ်ပြီးတော့ तू ကအနီအောင်အုပ်စုခွဲရဲ့9ယောက်မြောက်တပည့်ဖြစ်တယ် तू ကအာနာတချင်းအစ်စ်ကိုမရောက်သေးတော့လေသူ့ရဲ့မန်နန်တွေကတော့အန်အားတယ်ပဲကောင်းနေစေဒီသေးရှင်ရဲ့အချိန်မှာ तू ကသူ့ရှာကိုကြိုက်ခါသူ့မူလဝိညာဉ်ကိုအစီအနစ်နဲ့ထွေးထုတ်လိုက်တယ်ဒီတွေ့ရလေထဲမှာမြောက်လွတ်သွားကစက်ဝင်းငယ်လေးတွေဖြစ်ပေါ်စေဝမ်လေးရဲ့ကြင်ကြံမှုဖြစ်မင်း तू ကရင်းဆက်ဝင်းတွေကိုထိမိတဲ့နဲ့သူ့ခန္ဓာကိုယ်မှာလည်းအပေါက်များဖြစ်သွားနိုင်တယ်ဝမ်လေးရဲ့မျက်လုံးများကပုံမအေးဆက်လာတယ်ဒူဂျန်ထွေးထုတ်လိုက်တော့သွေးများကို तू ကအင်ကြီးလက်အုပ်ဖြင့်ဘေးတစ်ပတ်သို့ခါရလိုက်တယ်ဒီမန်နယ်များကမူလသွေးစီနစ်ကိုအသုံးပြုခြင်းဖြစ်ကရှုပ်ထွေးလာခြင်းမရှိဘူးကျင့်ကြံသူတိုင်းထို့သို့အသုံးပြုနိုင်ဆိုင်ရှိကြတယ်တို့ရမှာဒီလိုမန်နယ်များအသုံးပြုသူကိုလည်းတရားရစေနိုင်တယ်ဒူဂျန်ကဒီအခွင့်အရေးကိုအသုံးပြုပြီးတော့ချက်ချင်းနောက်ဆုတ်သွားတယ်သူကတော်တော်အိတ်ထဲကနေပြီးတော့ပိုးဝါအစိပ်ပိုင်းများကိုထုတ်ယူလိုက်တယ်ဒီအနိုင်ရောက်ပိုးဝါတွေကရုပ်ဆိုးလွတ်လာတော့လေသူကဆယ်စုနှစ်ပေါင်းများစွာသုံးပြီးတော့အညစ်အကြေးအသေးသားတွေကိုတန့်စင်အောင်မိုးမှန်ထားခြင်းဖြစ်တယ်၎င်းကသိခဲ့တဲ့အစိပ်ပိုင်းတစ်ခုစွန့်တင်ထိမှန်သွားရင်ကျင့်ကြံသူတယောက်ကိုထိုအညစ်အကြေးများဖြင့်ချက်ချင်းဖုံးလွှမ်းခံလိုက်ရမည်ဖြစ်တယ်ဒီအရာကအလွန်အမင်းကြမ်းကြုတ်ရက်ဆက်တဲ့ရတနာတစ်ခုဖြစ်တယ်ဒီအခိုက်အတန့်မှာဒူဂျန်ကအန်တိုနီကျိတ်က၎င်းတို့ကိုလေထဲသို့လွှတ်ပစ်လိုက်ဒီအညစ်အကြေးပိုးဝါးများကလေထဲမှာအားလုံးပေါက်ကွဲထွက်ကုန်ကဒီအညစ်အကြေးတူကြီးတစ်ခုအဖြစ်သို့ပြောင်းလဲပြီးဝမ်လင်းထံသို့တိုးဝင်လာတယ်ဝမ်လင်းမျက်လုံးများကပိုပြီးတော့အေးဆက်လာတယ်သူကရှေ့သို့ဆက်တိုးသွားရင်သူ့လက်ကိုထိုအညစ်အကြေးတူထံသို့ညှို့လိုက်ရတစီလောကမြစ်ကထွက်ပေါ်လာတယ်တစီလောကမြစ်ကဒီအညစ်အကြေးအသွေးသားများအားလုံးကိုတိမ်ကြုံနှံ့ချုံသွားတယ်တစီလောကမြစ်ကဒီကမ္ဘာမှာအညစ်အကြေးအဖြစ်ဆုံးဆိုလို့ရတယ်အညစ်အကြေးပိုးဝါးများကတစီလောကမြစ်ကျဲသို့ဝင်ရောက်သွားတဲ့အခါ၎င်းတို့ကထိုမြစ်ကိုအားနေမသွားအောင်မလုပ်နိုင်တဲ့အပြင်ပို၍ပင်တန်မာသွားကြတယ်ဒူဂျန်ကသူနဲ့ကျင့်ကြံခြင်းအဆင့်တူများကြတယ်တန်မာလှသူပြောလို့ရတယ်ဒီအညစ်အကြေးပိုးဝါးယန္နာသူ့ကိုတစ်ခါမှရှုံးနေခြင်းမရှိအောင်ပြုလုပ်ပေးခဲ့တယ်တို့ရမှာယခုသူ့ကိုယ်ပိုင်တာအုပ်ပိုင်ဆိုင်ထားတဲ့ဝမ်လင်းလိုလူမျိုးနဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့သူ့အနေနဲ့တော်တော်လေးကိုအခက်အခဲဖြစ်နေခဲ့တယ်ဝမ်လင်းလိုလူမျိုးကသူ့မှာနှလုံးသားအဟံတာကိုချိုးပြက်ပြီးအာနာတချင်းအဆင့်သို့ဝင်ရောက်ပါကဝမ်လင်းကိုရင်ဆိုင်ဖို့ရဲ့အရေးအချင်းပြည့်မီနိုင်သည်မဟုတ်ပြီဝမ်လင်းလက်ကလျက်စီးတဲ့အလားလှုပ်ရှားသွားပြီးတော့ဒူဂျန်ကိုဖမ်းဆုပ်လိုက်တယ်သူကဘယ်မိခွန်းမှမင်းမနေတော့ဘဲနဲ့ဒူဂျန်ရဲ့မူလစိတ်ဝိညာဉ်ကိုသူ့ခန္ဓာကိုယ်နဲ့ချက်ချင်းဖျက်ထောက်ပြလိုက်တယ်အဲ့ဒီတော့မှသူ့တော်အိတ်ထဲမှာရှိတဲ့အတားစီအလံကိုထုတ်ပြလိုက်တယ်လက်တစ်ချက်ချင်းဝင်ရလိုက်ရသူ့မရင်မတွက်နိုင်တဲ့အတားစီများပြန်တန်းထွက်လာပြီးတော့ရှောင်းရင်ရှဲကိုပိတ်လောင်ထားသလိုမျိုးအတားစီဆက်ဝင်တစ်ခုဖြစ်ပေါ်သွားတယ်အဲ့ဒီနောက်မှာဝမ်လင်းကို၎င်းအတားစီဆက်ဝင်ကသူ့တော်အိတ်ထဲသို့ပစ်ထည့်လိုက်တယ်ဝမ်လင်းကဒီအရာများအားလုံးကိုမြန်ဆန်တည်သက်စွာလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။မူးယုံကျိုးကတခုခုပြောလို့လေရင်နောက်ကျသွားခဲ့ပြီဖြစ်တယ်။ဝမ်လင်းကလှည့်ပြန်ပြီးသူ့လက်ထဲမှာရှိတဲ့စုပ်တံကိုဝေရမ်းလိုက်ရတင်ဂီတာများကသူ့ထံသို့ပြန်တန်းလာကြတယ်။ထိုအေးဆက်များကအရာအလုံးကိုလစ်လူရှုကရွှေရောင်အလင်းကိုဝါမျိုးရန်တာအဓိကဖြစ်နေတယ်။တို့ရမှာဒီရွှေရောင်အလင်းများကအကန့်အသတ်မရှိတဲ့ပုံပဲ။သူတို့ကဘလောက်ပဲဝါမျိုးနေပါစေ၎င်းအလင်းကမိမိသွားခြင်းမရှိဘူး။ဝမ်လင်းပြန်တော့လက်ခရဲဖြစ်သွားပြီးတော့သူ့ဘယ်လက်ညိုးကိုရှေ့သို့ညွှန်းတယ်။မရဏလက်ချောင်းကတိုးတက်သွားပြီးတော့ရွှေရောင်အလင်းတင်ဂီတာကိုတိုက်ရိုက်ဖြတ်တန်းသွားတယ်။ဒီမန်နယ်မြင်ကွန်းကတင်ဂီတာကိုတိတာဖျက်ချော်သွားပြီးတော့မူးယုံကျိုးရဲ့မန်ဒန်များလိုအချီးနှီးဖြစ်သွားတယ်။ဒီအဖြစ်ကအမျိုးသမီးနှစ်ယောက်ရဲ့အာယုံကိုဖမ်းဆားသွားတယ်။မူးယုံကျိုးရဲ့မျက်လုံးထဲမှာတုံးလုံးမှုလို့ဖြစ်ပေါ်နေကသူကအလေးနဲ့လေးတန်းဖြစ်ပြောလိုက်တယ်။မန်ဒန်ခုခံနိုင်ခြင်းသူကထိုးထိုးပြောလိုက်တဲ့အခါကြောက်ရွံ့ရှယ်ရဲ့မျက်လုံးထဲမှာလောဘတက်သည့်အရေးအယောင်တို့ဖြစ်ပေါ်သွားတယ်။ရှူဖေးရဲ့အသွင်ကတော့ပုံမှန်တိုင်းရှိနေတယ်။သို့တော့သူ့မျက်လုံးကတော့အနေငယ်ကျုံသွားတယ်။မူးယုံကျိုးတယောက်ရဲ့မျက်လုံးထဲမှာတော့ဒီမြည်သည့်လောဘမှာဖြစ်ပေါ်မနေပဲတုံလုံးမှုသာရှိနေတယ်။ရောင်းရင်ချင်းချန်သူတို့ငါတို့ဆက်သွားကြမယ်ဝမ်လင်းဆိုတာပုံမှန်အတိုင်းပဲရွှေအောင်တင်ကြီးတက်10ခုကျော်ဝင်းရထားတဲ့ဝမ်လင်းကိုအင်းဆန်များကလှည့်လည်လို့နေတယ်ဝမ်လင်းကအောက်သို့ဆက်ပြီးတော့ဆင်းသွားတယ်မူးယုံကျိုးကမြည်စကားမှမဆိုပဲသူလည်းလိုက်ပါဆင်းသက်လာတယ်အမျိုးသမီးနှစ်ယောက်ဖြစ်တဲ့ကြောက်ရွံ့ရှယ်တဲ့ရှူဘေးတို့ကတော့အနေငယ်တုံဆိုင်သွားပြီးမှနောက်ကနေလိုက်သွားကြတယ်တို့ရမှာသူတို့ကဝမ်လင်းနဲ့အကွာအဝေးတစ်ခုမှထိန်းရင်လိုက်ပါသွားကြခြင်းသာဖြစ်တယ်သူတို့ကဝမ်လင်းကိုကြောက်လက်နေသည်မှာတိတာတယ်မန်နယ်ခုခံနိုင်ခြင်းဝမ်လင်းကပြန်သက်နေရင်အတိတ်စိတ်ခေါင်းရက်လိုက်သူကဒီသားရဲများတွေမန်နယ်ကိုပြီးနေသည်ကိုမယုံကြည်ပဲမန်နယ်ကတက်ရောက်မှုမရှိလျင်တခုဒေသောအမှန်တရားကထိုမန်နယ်သည်လုံလောက်အောင်မတန်မာသောကြောင့်ဖြစ်သည်မဟုတ်တော့ဝမ်လင်းကလင်းချမ်းဝီရဲ့ဓာဆွဲအင်ကိုသူ့လက်ချောင်းထိန်များတယ်စူစီးကအိတ်ဆက်များတဲ့ကိုတကောင်ထိလိုက်တယ်ထိုအိတ်ဆက်ကချက်ချင်းတုံရင်သွားတယ်သို့တော့တင်းထုံစားခြင်းမရှိဘူးဝမ်လင်းမျက်လုံးထဲ၌တုံလုံးမှုအချို့ဖြစ်ပေါ်သွားတယ်သူတို့လျောက်ကရှူအောက်သို့ဆက်ပြီးတော့ဆင်းသက်လာကြတယ်ပီလော့သူ့ကိုပေးခဲ့တဲ့တလင်းကြောက်ကနေတစ်ဆင့်တွေးရှိထားခဲ့တဲ့အန်ဒီရဲ့များတဲ့နေရာများကိုတော့သူတို့ကမူးယုံကျိုးရဲ့အကူအညီဖြစ်ဖြတ်ကျော်သွားကြတယ်ဒီအချိန်မှာကြောက်ရွံ့ရှန်တဲ့ရှူမီတို့ကလည်းများစွာအကူအညီဖြစ်စေတယ်အထူးသဖြင့်ကြောက်ရွံ့ရှင်ပဲဒီအမျိုးသမီးရဲ့မန်နန်တွေကအလုံးထူးဆန်းလာတယ်သူ့မန်နန်တွေကဘာမှမဟုတ်သလိုထင်ရတယ်သို့တော့အမှန်တကယ်မှာတော့ထိုမန်နန်တွေကသူ့အစ်စ်မှန်စွာကိုအတိတ်တဆိတ်ပြတ်သားဖော်ထုတ်သွားခြင်းတာဖြစ်တယ်
နှိုင်းရှင်လျင်ရှုဖေးကနည်းနည်းအားနေနေသည်ပုံရတယ်တို့ရမှာဝမ်လင်းကသူ့တန်တရားများမြင်မာလာပြီးတဲ့နောက်သူကတေချာပို့ပြီးတော့လေးလာဆန်းစစ်လို့နေတယ်သူကပို့ပြီးတော့တွေ့မြင်ရလေးလေးသူ့ရဲ့ထင်မြင်ချက်ပုံမှန်လာလေးလေးဖြစ်တယ်ငါကဒီနေရာမှာအဲ့ဒီကလန်ကတစုံတစ်ယောက်ကိုတွေ့လာရလိမ့်မယ်လို့မမျှော်လင့်ထားအောင်ဝမ်လင်းကသူ့အကြည့်ကိုပြန်ရုပ်သိမ်းလိုက်တယ်သူကထိုအမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီးတော့အာယုံမထားတော့ဘူးသူတို့ကသူ့ကိုလာရံမစသေးသေး၍သူကထိုအမျိုးသမီးတစ်ယောက်ရဲ့လှုပ်ဝက်ချက်ကိုဖော်တော့လိမ့်မယ်မဟုတ်ဘူးမို့အကျိုးရဲ့မန်တန်များကတော့ဝမ်လင်းကိုမျက်ခုံးမြင်ပင့်နေမိတယ်သူ့မန်တန်တွေကလည်းအလွန်အမင်းအပြောင်းလဲမြန်ကများပြားလာတယ်ဝမ်လင်းကသူ့မန်တန်တစ်ခုကိုနှစ်ကြိမ်အသုံးပြုသည်ဟာမတွေ့ရဘူးဝမ်လင်းကသူ့ချင်းချက်မှုအဆင့်ဖြစ်ပင်သူကမိုးရုံကျိုးကိုအနိုင်ရနိုင်သည်ဟုယုံကြည်ချက်ရှိပေတယ်တိုးတော်လည်းသူကဒဏ်ရာရနေပါလေထိုရလက်ကသူ့ယတနာများအသုံးပြုလျင်တော့တစ်မျိုးဖြစ်သွားနိုင်ပြီတိုးတော်မိုးရုံကျိုးဒီလေယတနာများမရှိပဲနေမီမဟုတ်ဘူးမိုးရုံကျိုးရဲ့လက်မြောက်ချင်းမန်တန်များအမခံပဲမိုးရုံကျိုးကထပ်ပြေးလို့လျင်တော့ဝမ်လင်းကသူ့ကိုမိအောင်ဖမ်းလိုက်လိမ့်မည်မဟုတ်ဘူးအရက်မှုအကိုရဲ့မူလစိတ်ဝိညာဉ်ကဂျိတ်ပိတ်ပြီးတော့စိတ်ဝိညာဉ်အလံထဲမှာပိတ်အောင်ထားတယ်စီနီယာကြောက်ရီကိုကယ်တင်ပြီးဒီလိုက်သူတွေကကြောက်ကိစ္စတွေပြီးသွားရင်တော့ငါကဒီမန်နန်တွေကိုကြင့်ကြံဖို့အချိန်အချို့အသုံးပြုဖို့လိုနေပြီဒီနေရာနဲ့မူးရုပ်ကြိုးရဲ့အကူအညီနဲ့သူတို့နှစ်ယောက်ပူးပေါင်းလှုပ်ဆောင်မှုကြောင့်ဒီလိုက်သူတွေကကြောက်ရဲ့အလဲလောက်တို့ရောက်ရှိလာခဲ့ကြပြီဖြစ်တယ်ဝမ်လင်းရဲ့နှလုံးသားကတုံရင်နေတယ်သို့တော့ तू ကဒီခါသားချက်ကိုချက်ချင်းဖိနေထားလိုက်တယ်ပေလို့သူ့ကိုပေးခဲ့တဲ့တလေးကြောက်နဲ့ပဲဒီအောက်ဘက်ချမ်းကိုသူတို့ကတွေ့မြင်နိုင်စရာမရှိဘူးတို့ရမှာဝမ်လင်းရဲ့ဥဒက်ချက်ကအလွန်နီးကပ်နေခဲ့ပြီဖြစ်တယ်ရှေးအောင်နဲ့စောပေလို့အဆိုရ तू ကဒီနောက်ပတ်လည်မှာကြောက်ရီကိုအာယုံခံနိုင်ခဲ့သည်ပြောခဲ့တယ်တို့ရမှာပေလို့ရဲ့စွမ်းအားနဲ့ဒီကြောက်ရီတင်နီယာကိုအတိအကျမထောက်လန်းနိုင်ခဲ့ဘူးဝမ်လင်းကလက်နှစ်ဖက်ရှက်၍နှုတ်ဆက်ပြုတ်ကပြောလိုက်တယ်အကုန်မှုယုံငါမှတခြားနှုတ်ဆရာလေးတွေရှိလို့မင်းတို့နဲ့အောက်ကိုဆက်မလိုက်နိုင်တော့ဘူး။ तू ကအနေငယ်စဉ်းစားပြီးတဲ့နောက်မူယုံကျိုးရဲ့တင်ငိမ်တဲ့မျက်နှာကိုကြည့်ကဆက်ပြောလိုက်တယ်။ငါကအကုန်မှုယုံနဲ့ဒီကြောက်တဲ့ကိုအတူလာခဲ့ရတဲ့အတွက်ကြည်တတ်ပါတယ်။အကိုကအနာဂတ်မှာငါ့ကိုလွှဲရင်ပုံဝင်လင်းလင်းမေးမြန်းနိုင်ပါတယ်။ဒီလိုမျိုးပြောဆိုခြင်းကဝမ်လေးအတွက်ရှားပါလာတယ်။ဒီမူယုံကျိုးကစကားပြောခက်ခဲလာတော့လေ तू ကလှုပ်ဆောင်ရဲ့လိုအပ်သည်နဲ့ဘယ်တော့မှနောက်မဆုတ်မိလူစားမျိုးဖြစ်နေ။ဒီအပြင် तू ကလောဘကြီးလာခြင်းလည်းမရှိဘူး။ဝမ်လင်းကအများကြီးတော့ဆက်မပြောတော့ပဲ။မူယုံကျိုးကပြုံးတော့ပြုတ်ခဲအပြုံးတစ်ခုကိုပြုံးပြီးတော့ဝမ်လင်းကိုခေါင်းချိန်ပြလိုက်တယ်။အဲ့ဒီနောက်မှာ तू ကအောက်သို့ဆက်ပြီးတော့ဆင်းသွားတယ်။ဝမ်လင်းကအနေငယ်စဉ်းစားပြီးတော့နောက်မူယုံကျိုးထံသို့အတန်ပို့လွတ်လိုက်တယ်။အကိုမူယုံဒီအမျိုးသမီးနှစ်ယောက်ကိုတေချာကယူဆိုင်ပါ။ငါထင်တာမမရင်သူတို့ကအလောင်းအောင်ကလန်ကဖြစ်လိမ့်မယ်။သူတို့တက်ကတယောက်ကမူလစိတ်ဝိညာဉ်နိုးထပြီးဖြစ်တဲ့အလောင်းအောင်တစ်ကောင်ဖြစ်လိမ့်မယ်။မူယုံကျိုးကအမျိုးသမီးနှစ်ယောက်ကိုမကြည့်သလိုဝမ်လင်းရဲ့စကားကိုလည်းဘာမှချက်မှမပေးဘူး။ तू ကအောက်သို့ငါဆက်ပြီးတော့ဆင်းသွားတယ်။သို့တော့သူအခိုက်တက်မှာဘယ်သူမှသတိမပြုတ်နိုင်လောက်အောင်သူ့ရဲ့မျက်လုံးကဖြတ်ကနေလင်းလက်သွားတယ်။ तू ကပို့ပြီးတော့သတိထားလာပြီးတယ်။ तू ကအလောင်းအောင်ကလန်နဲ့ပတ်သက်ပြီးတော့ကြားဦးပြီးသားဖြစ်တယ်။ထိုကလန်ကကြင့်ကြံချင်းနိုင်ငံအများစုထက်ကိုပို့ပြီးတော့စွမ်းအားကောင်းကြပြီ။ကြင့်ကြံချင်းနိုင်ငံတန်းလိုလိုမှာထိုအလောင်းအောင်ကလန်ရဲ့အခိုင်အခက်တခုရှိနေတယ်။သူတို့ကတိတာစာပင်စွမ်းအားကောင်းလာပြီ။ဒီအမျိုးသမီးနှစ်ယောက်ကလည်းဝမ်လေးကိုနှုတ်ဆက်ပြီးတော့အောက်သို့ဆင်းသက်သွားကြတယ်။တို့ရမှာရှုဖေးရဲ့စပင်းကိုကျုံတလို့လှုပ်ခါလိုက်တယ်။စပင်းမွေးတစ်ချောင်းကပြန်သက်ထွက်လာကအငူဆွဲပေါ်၌တင်သွားတယ်။သူတို့၃ယောက်လုံးအကွာအဝေးတစ်ခုသို့ပျောက်ကွယ်သွားပြီးတဲ့နောက်ဝမ်လင်းကသူ့ရဲ့မျက်လုံးအေးဆက်လာကသူ့အကြည့်ကအကွာအဝေးတချို့ရှိရဲ့အငူဆွဲပေါ်သို့ကြာရောက်သွားတယ်။ तू ကသူ့ကြလက်ကိုဆက်ထုတ်လိုက်ရထိုစပင်းအမြင်တန်းကသူ့ထံသို့ပြန်တန်းလာကလက်ချောင်းနဲ့ညှက်ပြီးတော့ဖမ်းဆုပ်လိုက်ကြည့်ရတာငါသတိပေးထားတာမလုံလောက်သေးဘူးနဲ့တူတယ်။ဝမ်လင်းကအေးဆက်စွာနှာခေါင်းရှုပ်ပြီးတော့သူ့လက်ချောင်းကိုပုတ်တက်လိုက်တယ်။ထိုအခါစပင်းကအမြင်ကမီးဆွဲသွားပြီးတော့ပျောက်ခွင့်သွားတယ်။သို့တော့ဒီမီးကအစိမ်းရောင်ဖြစ်နေတယ်။ထိုစပင်းထဲမှာဓပြားအာရုံတစ်ခုထွက်ပေါ်လာခဲ့တယ်။သို့တော့၎င်းကတိတ်တီးနိုင်ခြင်းမရှိခင်မှာပဲဝမ်လင်းကသူ့မူလဆွဲရည်နဲ့စပင်းပေါ်သို့ထွေးထုတ်လိုက်တယ်။ဓပြားအာရုံကချက်ချင်းပျက်စီးလို့သွားရတယ်။ဒီလိုက်သူရိယာကြောင့်တဲ့ဆိုဆင်းသက်နေရင်ရှူဝေးရဲ့ခန္ဓာကိုယ်ကတုံရင်လို့သွားတယ်။သူမပါဇက်တော့မှသွေးများစီးကြလာတယ်။သူ့မျက်လုံးထဲ၌ကြောက်လက်မှုအရေးအယောင်လို့ဖြစ်ပေါ်သွားတယ်။